မျိုးရအောင်တဲ့ထောင်လိုင်းစစ်စစ်ဖြစ်ပါတယ်ဘယ်တော့ခါမှတော်လိုင်းအင်အားစုမဟုတ်ပါဘူးမျိုးအောင်တဲ့နောက်30ဖန်ခံပြီးတဲ့နောက်မှာကွန်ပျူတာထဲမှာ set state ပါသွားပြီးတဲ့ထောင်လိုင်းဆဲဖြစ်ခဲ့တာပေါ့အဲ့တော့မျိုးရအောင်တဲ့ကိုဝင်းရတဲ့သူတွေထဲမှာတင်ဦးဆိုတဲ့စကားသာထောင်လိုင်းဆဲပါတယ်ထုံးဦးဆိုတဲ့1990 NLD LA ရင်းရေးပွဲတော်လိုင်းပွဲစားပါတယ်သူရဲ့နောက်မှာတထုံးဦးဆိုတဲ့စစ်ကောင်စီရဲ့ဆဲအကြီးစားရှိတယ်ဒါရှင်းလေးပဲတထုံးကထောင်လိုင်းဟုတ်လားမဟုတ်လားဆိုတော့ကိုနေမျိုးစင်လို့လည်းသိတယ်အဲ့တော့မျိုးရင်အောင်တဲ့ကဂုံတိတ်ခါပိုင်းနဲ့လှုပ်လှုပ်ရတဲ့တော်လိုင်းရေးခေါင်းဆောင်တစ်ယောက်ကိုတော်လိုင်းရေးခေါင်းဆောင်ဆိုတဲ့ဂျက်စစ်ဆိုကြတပ်ဖွဲ့ရဲ့ဦးဆောင်သူတစ်ယောက်ကိုဂုံတိတ်ခါပိုင်းဆိုင်ရာထိခိုက်စေမဲ့အကြောင်းအရာတွေကိုပြောပြီးတော့မှ COC ဆိုတဲ့စကားကိုတွင်ပြောလာတယ်ဆိုတော့တကယ်တော့သူစပြောတဲ့အချိန်မှာ COC ဆိုတာထက်သူ့ရဲ့ဆွဆွဲချက်တွေကိုပြန်ဖက်ကြည့်သိနိုင်တယ်ပေါ့အဲအကြောင်းမို့ရှိဝေးမပြောချင်ဘူးမျိုးအောင်ဒီကစစ်ကောင်စီရဲ့ဆဲတရားရခိုင်နှုန်းဖြစ်တယ်တော်လိုင်းအင်အားစုနှစုစားပြဿနာဖြစ်တာမဟုတ်ဘူးနောက်တစ်ခုထပ်ပြောမယ်ကျဲစစ်ဆိုကြက MOD AUG အောက်ကတရင်မဟုတ်ဘူးပြည်သူတွေအနေနဲ့ယုံကြည်ရင်ထောက်ပံ့လို့ရတယ်မယုံကြည်ရင်မထောက်ပံ့လို့လည်းရတယ်ကျွန်တော်တို့ကအဲ့တော့ပြည်သူငွေနဲ့ရက်တည်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ပြည်သူစစ်တွေကိုကျွန်တော်ပြောချင်တယ်ကျဲစစ်ဆိုကြရဲ့ဗန္နာရေးကိုစစ်ချင်တယ်ဆိုရင် KNU တို့မဟုတ် UNG ရဲ့အကြီးအကဲတွေနဲ့ခေါ်လာပြီးလာရောက်စစ်ဆေးနိုင်ပါတယ်ဒါမှမဟုတ်စုဖွဲ့ပြီးတော့မှစစ်ဆေးနိုင်ပါတယ်ကျဲစစ်ဆိုကြ6နှစ်အတွင်းမှုတစ်မှုမှမရှိခဲ့ပါဘူးပဝင်းချင်းပေါ်တပ်ဖွဲ့ဝင်ချင်းပေါ်ရှိဝေးမပြောတော့ဘူးဒီမျိုးရအောင်သိန်းဆိုတဲ့ထောင်လန်းရေးရဲ့ပြောဆိုနေတဲ့ဟာတွေကျွန်တော် Messenger ကနေပြီးတော့မှမပို့ပါနဲ့ကျွန်တော်ကဘာမှကြည့်မဆိုင်ပါဘူး